ဘာဝကဆောင်းဆောင်မှုပေးနေတာကိုလုပ်တယ်လို့ထင်နေကြတယ်ပညာသင်တယ်ပညာတတ်တယ်ငါလုပ်လို့ရတယ်စီဝါဥစ္စာရှာတယ်စီဝါဥစ္စာတွေဖြစ်တယ်ငါလုပ်လို့ရအလုံးငါလုပ်လို့ရတယ်ငါအလိုတိုင်းပဲအကုန်ဖြစ်တယ်လို့စိတ်ထဲမှာထင်တယ်စဉ်းစားကြည့်နောက်ဆုံးမှာကိုယ်ခန္ဓာကိုယ်ကြီးဟာလေဖြတ်သွားရင်ငါလုပ်လို့မရဘူးဆိုတာအဲ့ကြတော့မှတွေးပြန်အကြောင်းအကျိုးမညီညွတ်လို့တစ်ခုဖြစ်သွားရင်ငါလုပ်တိုင်းမရဘူးဆိုတာသဘောပေါက်လားအေးငါလုပ်လို့ရတယ်လို့ထင်နေတာအတ္တတကယ်ကတော့သဘာဝတရားတွေအကြောင်းအကျိုးညီညွတ်နေတဲ့အခါမှာသွားနေတာကာရစီဆိုတာလို့ဉာဏ်ကလည်းကောင်းတယ်စီကလည်းကောင်းတယ်အလုံးဘိန်းတွေကလည်းကောင်းတယ်အဲ့ဒီအနေထားနဲ့ရှိနေတဲ့ကာကြည့်ပြီးတော့မောင်းကျင်တဲ့နေရာမောင်းလို့ရတယ်လို့လူတိုင်းဟာအထင်ရောက်တာကြည့်ပဲကောသို့တော့အဲ့ဒီထဲကကရိယာတွေတစ်ခုချိုးယွင်းလာပြီဆိုရင်ကိုသွားခြင်းတဲ့နေရာသွားလို့မရတော့ဖိတ်ပေါက်ရင်လည်းသွားမရဘူးဝါယာကျိုးတစ်ချောင်းပြုတ်သွားရင်လည်းသွားလို့မရဘူးအဲ့ဒါလို့ကိုယ့်ရဲ့အလိုတိုင်းမဖြစ်ဘူးဆိုတာဟာတခုချွေသွားတဲ့အခါကျတော့ပေါ်တယ်သို့တော့တာမန်ပုရုษပုဂ္ဂိုလ်တွေကကိုယ့်အလိုတိုင်းအလုံးဖြစ်နေတယ်လို့ထင်နေတာဟာအနတ္တကိုအတ္တလို့အထင်မှားခြင်းအသိမှားခြင်းအမြင်မှားခြင်းပဲဖြစ်တယ်ဒါတွေမကဘူးလူတိုင်းဟာကြည့်ကိုမလှဖို့မလှအောင်ပြုပြင်ရေးမိုးချိုးရှင်ဝိနန္ဒသိချာအဝစာကောင်းလေးတွေလှမန္လေးတကြီးနဲ့ကိုလှတယ်လို့ပဲထင်ကိုလှတယ်လို့ထင်သို့တော့တည်တည်ချာချာလေးနဲ့စဉ်းစားကြည့်ကိုတောင်မတရိစရာကောင်းတယ်ရှင်မိုးမချိုးဘဲနဲ့နေကြည့်ရှင်မိုးချိုးထားပြီးတောင်းမှပဲခန္ဓာကိုယ်ကြီးတွေကထွက်တဲ့အရာတွေကိုကြည့်ပါးစပ်ကထွက်တာပဲဖြစ်ဖြစ်မျက်စိကထွက်တာပဲဖြစ်ဖြစ်နှာခေါင်းကထွက်တဲ့အရာပဲဖြစ်ဖြစ်နားတွေကထွက်တာပဲဖြစ်ဘယ်အရာများမွေးကြိုင်တာရှိတော့နောက်ဆုံးတွိုင်းလက်ထဲသွားရတဲ့အရာတွေဆိုရင်လူတွေဟာလေ